ခုလဲလိုင်းပေါ်မှာအစ္စလာမ်ဗုဒ္ဓဘာသာနဲ့ပြဿနာဖြစ်နေတဲ့ဂျားထက်ကမှယောက်ျားကိုဗုဒ္ဓဘာသာပြောင်းခိုင်းပါလားအမလဲโอเคအမရှင်းပြမယ်ယောက်ျားဆိုတာအထွတ်မြတ်ဖြစ်တယ်ဖျားဖြစ်တာလဲယောက်ျားပဲဖြစ်တယ်မိန်းမမဖြစ်ဘူးနော်အဲကြတော့မိန်းမဆိုတာကမြဲတဲ့ပါရမီဖြစ်ဖက်ဖြစ်တယ်နော်ဘယ်မှာပဲဖြစ်ဖြစ်ပါရမီဖြစ်ဖက်အဲကြတော့ဖျားဖြစ်ဖို့အတွက်မိန်းမဆိုဒီမှာလဲဖျားကိုပါရမီဖြစ်တဲ့မိန်းမဆိုတာကလဲအရင်မုံမြတ်တဲ့မိန်းမပေါ့နော်အဲ့လိုမျိုးပြောချင်တာအဲ့ကြတော့ဖះစကားတွေတရားစကားတွေပြောနေမှဆိုရင်အရှိကြီးပြီးတော့မှာမဟုတ်ဘူးနော်ယောက်ျားကိုဘာသာပြောင်းပေးရအောင်ကဘယ်ယောက်ျားပဲဖြစ်ဖြစ်ယောက်ျားဆိုတာကသူ့ရဲ့ဘာသာတစ်ခုကိုပဲသူကဦးစီးဦးဆောင်နေရမယ်နော်အဲ့ဒါကြတော့ယောက်ျားဆိုတာအိထုံဦးစီးဖြစ်တယ်အိထုံဦးစီးဆိုတာကဘာသာကိုပြောင်းခိုင်းလို့မရအောင်နော်ပြောင်းပြီဆိုတဲ့ယောက်ျားတစ်ယောက်ကလည်းလေသူဟာပါလဲမှုန်နေတာဖြစ်သွားမယ်မှုန်သွားတာပေါ့နော်ဒီစပတ်တပြားပဲသူကကြည့်တော့တယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားမယ်နော်အဲ့ဒီလိုမျိုးမြူဆွဲရမဲ့စိတ်လဲအမစီမမရှိဘူးပြောချင်တာကမြူဆွဲစရာအကြောင်းကိုမရှိတာနော်မြူဆွဲစရာအကြောင်းကိုမရှိဘူးဘာဖြစ်လို့သူအစ္စလာမ်အမဗုဒ္ဓဘာသာအမဘာသာကိုလည်းသူမစော်ကားတယ်လို့သူဘာသာကိုလည်းအမစော်ကားပိုင်ခွင့်မရှိဘူးအမကတကယ်လို့ယောက်ျားဖြစ်နေတဲ့ဗုဒ္ဓဘာသာဆိုရင်သူကအစ္စလာမ်ကမလေးဖြစ်နေတယ်ဆိုရင်အမကယောက်ျားဖြစ်နေတဲ့အတွက်ယောက်ျားဘာသာကိုသူလိုက်ကိုလိုက်ရမယ်တကယ်လို့မလိုက်ဘူးဆိုဒီအိမ်ထောင်ကဆင်ပြေမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ခလေးတွေမွေးလာတဲ့ချိန်ကျရင်အိမ်ထောင်ဦးစီးဖက်ကိုလိုက်ကိုလိုက်ရတယ်အဲကြတော့မိန်းမနဲ့ယောက်ျားကိုကြွာသွားတော့ကိုပြောပြတာနော်ဒါကဘာသာဆိုတာကလူတွေကပဲခွဲခြားစိတ်ဖြာထားတာဘာသာဆိုတဲ့တရားမှာတရားတွေကအကုန်လုံးကောင်းတယ်ကောင်းတာကိုပဲညွှန်ပြလမ်းပြတယ်အဲကြတော့ဖြစ်နေကြတာကလူတွေဖြစ်တယ်ဒီဘာသာကိုဝင်လိုက်လို့ဒီဘာသာကိုမဝင်လိုက်လို့တဲ့ချိန်မှာဘဝကြီးကမသေးတော့ဘူးလားသေခြင်းတရားကိုမသွားတော့ဘူးလားโอเคအဲကြတော့ဘာသာပြောင်းလဲတနေ့ကသွားရလမ်းကတူတူပဲဘာသာမပြောင်းလဲသွားရလမ်းကတူတူပဲခံယူချက်ပေါ်မှာပဲမူတည်တယ်ကိုခံယူတာပါလဲကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ကြိုးကျေးဇူးကိုခံစားရမယ်ဒါကိုရင်ထက်နှလုံးသားထက်သွေးသားထက်မှအမြဲတမ်းမှတ်ထားရမယ်ဒါဘာသာတိုင်းကသင်ပေးထားမှာပဲဟုတ်တယ်နော်အစ္စလာမ်မှာလည်းငရဲဆိုတာရှိတယ်မကောင်းတဲ့ဆိုဘူးဆိုရင်မကောင်းတဲ့နေရာသွားတယ်ဗုဒ္ဓဘာသာမှာလည်းမကောင်းရင်မကောင်းတဲ့ပုံစံသွားတယ်အဲကြတော့ဒီကစိတ်ပဲနော်ယောက်ျားကိုဗုဒ္ဓဘာသာကိုပြောင်းလိုက်ပါလားမိန်းမကနေကအစ္စလာမ်ကိုဝင်သွားပြီလားဆိုတာဝင်လားမဝင်လားထက်ယောက်ျားရဲ့ဘာသာဆိုတာကယောက်ျားရဲ့ဘာသာကိုမိန်းမကအိမ်ထောင်ဦးစီးဖြစ်တဲ့အတွက်လိုက်ကိုလိုက်ရမယ်လိုက်ကိုလိုက်ပေးရမယ်ဒါမဲ့အမရဲ့ရင်ထဲမှာကမိလျိုဖလာဗုဒ္ဓဘာသာဖြစ်တယ်အဲကြတော့လွယ်ကူကူနဲ့သွေးသားကိုဖောက်ထုတ်လို့ရမလားဒါကိုယောက်ျားကသိတဲ့အတွက်ဘယ်တော့မှကိုယ့်ရဲ့ဘာသာကိုစော်ကားထိခိုက်တဲ့စကားတစ်ခွမှမပြောဘူးမိန်းမလည်းအရင်တို့ကတော့ငါအမြဲတမ်းတွေးခဲ့တာပေါ့နော်မျက်စိပိတ်နားပိတ်ပြီးတော့နင့်ကိုငါရဖြစ်ခဲ့တယ်နင့်ကိုငါရိုက်ခဲ့တယ်နင့်ကိုငါမကျေနပ်တာတွေပြောတယ်ခုချိန်မှာငါပြန်စဉ်းစားတယ်နင့်ပြောတာရမှန်တယ်လေဘာသာဆိုတာလူတွေကပဲခွဲခြားစိတ်ဖြာထားတာလေဒီကကိုယ့်ရဲ့ရင်ထဲမှာကဘယ်လိုဖြစ်နေဖို့လဲစိတ်ကောင်းနှလုံးကောင်းသူများကိုမနာလို့မဖြစ်ဖို့သူများကိုနိုင်ရင်နိုင်တယ်လို့မျိုးကူညီပေးဖို့မကူညီနိုင်တဲ့ຢာတခုကိုဂတိမပေးဖို့လင်းမြနှစ်ယောက်မြဲနဲ့ဆွေးနွေးဖြစ်တယ်နော်ဘာသာတိုင်းကကောင်းတယ်ဆိုတာကိုခံယူထားတဲ့ကျမအနေနဲ့ဒီလိုမျိုးယောက်ျားကိုဗုဒ္ဓဘာသာပြန်ခိုင်းပါလားဆိုတာကြီးကအတ္တဆန်လုံးတယ်အတ္တဆန်တဲ့ဘဝမှာဘယ်နေရာမှာပဲနေဘယ်တော့မှဆင်မပြေဘူးလင်မယားနှစ်ယောက်မှာပဲဖြစ်ဖြစ်နေရာတိုင်းမှာပေါ့ကွာတငယ်ချင်းထဲမှာပဲဖြစ်ဖြစ်ဘာမှဆင်ပြေလာမှာမဟုတ်ဘူးဒါအတ္တဆန်တာယောက်ျားကိုဗုဒ္ဓဘာသာကိုပြန်ခိုင်းပါလားဆိုတဲ့စကားကသူကယောက်ျားဖြစ်နေတဲ့အတွက်ကိုကပြောကိုမပြောသေးဘူးအဲကြတော့ကိုကပြောဖို့ဆွဲဖို့နေနေတာသာအဲ့ဒီစကားပြောကိုမပြောကိုကသာသူ့ဘာသာတဲ့ကိုဝင်တယ်ဆိုတာကဘာကြောက်လဲကိုကမိန်းကလေးဖြစ်နေတဲ့အတွက်ယောက်ျားဟာဖျားဖြစ်တာလဲယောက်ျားပဲအဲကြောင့်ယောက်ျားကိုဦးစားပေးတယ်အိတ်ထောင်ဦးစီးဆိုတာကြီးကိုကမွန်မြတ်ထားတဲ့အတွက်အိတ်ထောင်ဦးစီးဖက်ကိုလိုက်တာနော်ဒါမဲ့သွေးသားထဲမှာဘာရှိလဲဆိုတာကိုချိန်မရွေးမှလာဖောက်ထုတ်လိုက်ဗုဒ္ဓဘာသာပဲဗုဒ္ဓဘာသာဆိုတဲ့သွေးသားကိုဘယ်သူမှလာဖောက်ထုတ်လို့မရဘူးဒါမိယိုဖလာဖြစ်တယ်အဲကြတော့သူလည်းသိတယ်သူလည်းနားလဲတယ်လှူတာတို့တန်းတာတို့ပန်းကတာတို့ရေချမ်းတာတို့ဘာပဲလုပ်လို့သူဘာမှမပြောဒါပေမဲ့ဒါကမလေးနိုင်ငံဖြစ်တဲ့အတွက်
သူ့ရဲ့နိုင်ငံသူ့ရဲ့အစ္စလာမ်နိုင်ငံဖြစ်တဲ့အတွက်ကိုမှလိုက်ပေးရတယ်လှုပ်ပေးရတယ်ဒါဟာလူပိသားတယ်လို့ပြောချင်တာနော်ဒါတွေမလှုပ်ပေးဘူးမလိုက်ပေးဘူးဆိုရင်ကိုအသိနဲ့ကိုမျက်နှာနေတဲ့ရဖြစ်နေရမှာပဲမျက်နှာချနေရမှာပဲဒါပေမဲ့ကိုလှူတာတို့တန်းတာတို့ပတ်ကတာတို့ရေချမ်းကတာတို့ဘယ်မှာပဲလှုပ်သူဘာမှမပြောဘာကြောက်လဲဒါကိုရိုးရဲ့ဖရားလေဒါဗုဒ္ဓဘာသာဖရားဆိုသူနားလည်ထားတယ်အကြောင်းသူ့မှာလည်းအတ္တမဆန်ဘူးအတ္တမဆန်တဲ့အိမ်ထောင်ရေးမှာအမြဲတမ်းပျော်ရွှင်ရတယ်ကြည်နူးရတယ်စင်ပြေးတယ်စီးပွားရေးလည်းတိုးတက်တယ်လို့မျိုးဘယ်လိုပြောမလဲလင်မယားလည်းပို့ပြီးတော့ချစ်လာတယ်ဒါဟာဘာကြောက်လဲအကိုလိုကိုနားလည်ထားတဲ့တွက်နော်ဖရားတွေရတယ်သူ့ဖရားပဲဖြစ်ဖြစ်ကိုဖရားပဲဖြစ်ဖြစ်ကိုတွေကိုဆောက်ရှောက်ပြီးတော့ကိုညီတဲ့ပုံစံမျိုးနဲ့ကိုရီးယားယုံကြည်ထားတယ်အဲကြတော့အရင်စင်ပြေတယ်အရင်ကျဉ်တ်တယ်နော်ကျမကိုနောက်တစ်ခါရဲ့အမကိုပေါ့နော်နောက်တစ်ခါဆိုရင်မြည်တယ်လို့ပဲမှတ်ပေးပါယောက်ျားကိုဒီဘာသာကိုပြောင်းလိုက်ပါလားဟိုဘာသာပြောင်းလိုက်ပါလားဆိုတဲ့စကားကိုလာပြီး control မပေးပါနဲ့ကျမမှာအုံနောက်ရှိပါတယ်နော်ကျေးဇူးပါ